Hello အားလုံးပဲမင်္ဂလာပါဆင်လေးဆိုရကြိုးဆိုပါတယ်အခုတော့ Champhua Gate Night Market ကိုရောက်နေတာပေါ့နော်ဒီ Night Market မှာ local ကြားမှာရော international food review ကြားရေးမှာရော review ကောင်းကောင်းရထားတဲ့ Sukiyaki ဆိုင်လေးကိုတောင်းမှာဖြစ်ပါတယ် Night Market ကတော့လူကတော့တော်တော်များတယ်ပေါ့နော် Champhua Gate ကလူအမြဲတမ်းစီရယ် အခုရောက်နေရတော့ Suki Toka ဆိုတဲ့ဆိုင်ကိုရောက်နေတာပေါ့နော်ဒီဆိုင်က travel vlog တွေတော်တော်များများမှာဆိုလို့ရှိရင်ချင်းမိုင်ရဲ့အကောင်းဆုံးစားသောက်ဆိုင်မှာဆိုလို့ရှိရင်သူကခဏခဏပါတယ်အခုဆိုလည်းလူကအများကြီးပဲတန်းစီဆောက်ရမှာပေါ့နော် ရှေးရွက် ရှေးရွက်တယ် ရှေးရွက်မတနေ့လာနေမလို့လူသိမ့်မှများအောင်ထင်တာအဲ့ဒါတော့တော်တော်များတယ် တော့စီရ သွားပြီပဲအတန်းရောဒီမှာထင်တယ် Okay ဒီတန်းလားမသိဘူးဟုတ် ဒီတန်းဒါစု ဒီမှာထင်တယ်ဒီနေ့ကကျတော့သူကဟိုတိတ်ဝေးဆိုအမလေးဒီနေ့ကတိတ်ဝေးဆို take away ဒီမှာထိုင်စားမယ်ဆိုထိုင်စားမယ်ဆို booking သွားယူရမယ်တဲ့ like တော့မယ်အဲ့တော့ take away ဆိုလို့ရှိရင်ဒီဘက်ချက်မှာ order မှာလို့ရတယ်လို့ပြောရဲပေါ့နော် Okay ဟောနောက်ထပ် Okay, thank you very much. Your takeaway number is 86. 86 75အခုက85ရောက်နေပြီ take away နံပါတ်က86တဲ့နော် 86တော့ စောက်အောင်မယ်လာ Sukiyaki ကတော့ဗျာဒီဇိုင်းရိုးရာအစားအစာပဲဒါပေမဲ့အဲ့ဒါဟိုမှာထိုင်းနေသူ inspire ယူရပြီးသူဆိုင်ပြန်ပြောင်းနေပေါ့နော်အခုဒါထိုင်းဆိုင် Sukiyaki ကျော်မှာဆိုလို့ရှိရင်အဲ့ဒီမှာ gobi ရယ်မုန်ကြီးရယ်ပြီးလို့ရှိရင်သောနာပဲကြကြရယ်ဝတ်သားရယ်အဲ့ဒါမျိုးကြော်ထားတာပေါ့နော်ပြီးတော့မှသူတို့ရဲ့ Suki sauce နဲ့စားတာအဲ့ဒါသူတို့ရဲ့ Suki sauce အဆက်ဟတ်တဲ့တော့တောင်ရမိုက်တာ86ရောက်ပြီ86ထောင်းမယ် နိုင်ရောလောက်ကြာ ဒီမှာ ဟာ ရပါပြီ ဒါပဲဟာ ဒီမှာ ဘာမှမရှိဘူးလားဟာ ပြည့်ပြည့်သေးမောက်မယ်ဒီနေ့ကတော့လူရမ်းများလို့ take away နဲ့ပဲမှာစားလိုက်တယ် take away နဲ့ယူပြီးတော့တခြားမှာတော့ဖာမယ်မှာကတော့ရေရောအကြော်တစ်ခုစလုံးမှာထားတယ် သုံးလို့မသုံးဒါပေမဲ့နည်းနည်းပေါ့တယ် ဟင်းရပေါ့ပဲလို့ ဟေးပေါ့ဟုတ်တယ်ကျွန်တော်စားတာတော့ Sukiyaki အကျော်သူကတော့အဆင်ပြေဒါပေမဲ့အရသာလေးပြူရိုက်ကောင်းနေတာမျိုးတော့မဟုတ်ဘူးအပီးရွက်တွေလက်တယ်စီးမှုတွေလက်တယ်ပြီးလို့ရှိရင်ဝတ်သားတွေအေးတယ်သူ့ Suki sauce နဲ့အဆက်ဟတ်တဲ့တယ်အဆင်ပြေကောင်းတယ်ပြီးစနေတနင်္ဂနွေဆိုလို့ရှိရင်သူကလူလေးနဲ့ပို့ပါရလို့ပြောတယ်အဲ့ဒီနေ့မှာသွားစားဒါဆိုပိုလို့ရှင်ပြေတယ် ဆာရာတော့ Sukiyaki ကိုအပြုတ်ကိုသူကစီးဖူးနဲ့မှာထားတာဒီရေကတော့ပေါ့တော့ပေါ့ဆာရာအပေါ့စားလူဖြစ်တယ်ဆာရာတက်ကတော့အဆင်ပြေတယ် ဒီ Suki Toka ဆိုင်ကတော့ကျွန်တော်Champhua Gateရဲ့ Night Market မှာပဲဆိုတော့ Night Market ဖွင့်တဲ့ရက်တွေအကုန်လုံးဖွင့်တယ်6နိုင်ရနေပြီး12နိုင်လောက်ထိဖွင့်တယ် Okay ဒါပဲနောက်ဗီဒီယိုမှာပြန်တွေ့